အခုဦးတီပြောနေရမဟုတ်ပါဘူးလူအားလုံးကိုယ့်ကိုဖြက်စီးနေရမမြင်ချင်လို့ပါမြသည်မြို့တော်ကြီးနှင့်ပတ်သက်သမျှမကောင်းသည့်အကြောင်းအရာများပြောလိုသည့်အခါတိုင်းမြို့တော်ကြီးကိုကျွန်တော်ပိုင်ဆိုင်တဲ့ကဲ့သို့ဆွဆွဲတတ်သည်အကူတို့မြို့ကြီးတဲ့အကူတို့မြို့မှာကောင်းကင်မှာကျယ်ရီနည်းနည်းလေးရနော်ကျမတို့စီမှာတော့ကောင်းကင်မှာကျယ်ရီအပြည့်ပဲအကူရဲ့ကောင်းကင်ဒီကဘာကြီးတွင်ဒီတစ်ခုသာရှိတယ်မဟုတ်လားကျွန်တော်တို့မြို့ကကောင်းကင်နဲ့မြတို့မြို့ကကောင်းကင်တစ်ခုတည်းပဲမဟုတ်လားသို့တော့မြပြောတာမှန်ပါသည်ကျွန်တော်တို့မြို့တော်ကြီးတွင်လူဦးရေထူထပ်မှုတစ်ပင်နေပါမှုစက်ရုံအညစ်အကြေးငွေများမော်တော်ကားအိတ်စောငွေများစီးလိမ်ငွေများညှော်ငွေများများပြမှုဓာတ်ငွေများများပြမှုစသည့်အချက်များကြောင့်ကောင်းကင်တွင်မိုင်းများဖြင့်ပြည့်ကျက်နေနိုင်သည်ကောင်းကင်ကတိမ်များ၏အောက်ပိုင်းတွင်ဓာတ်ငွေမိုင်းများဖြင့်ပိတ်ဆို့နေနိုင်သည်ထိုအခါကျွန်တော်တို့သည်အာကာသတွင်တည်ရှိနေသောခြေများကိုအတိုင်းအဆမရှိထိုးဖောက်မြင်နိုင်စွမ်းမည်မဟုတ်ပေအကူတို့မြို့မှာလူတွေကပြုံးရင်မျက်လုံးကမပြုံးတော့ပါးစပ်ကပဲပြုံးကြတယ်ရှာရှာဖွေဖွေမြကပြောတော့ကျွန်တော်ရင်မောပြစ်လိုက်ရသည်ကျွန်တော်ဒီဘဝမှာအရေးထားဆုံးကစည်ရင်များခဏန်းများငွေဆက်ကူများသာဖြစ်၏လူတွေ၏အပြုံးကိုခွဲခြားစီစစ်ရန်နဲ့ကျွန်တော်မှအချိန်မရပြီကျွန်တော်တို့အားလုံးသည်အရာရာကိုအချိန်လူ၍ပြီးစီအောင်ဆောင်ရွက်လုပ်ကိုင်နေကြရသူများဖြစ်သည်ကျွန်တော်ဇနီးကတော့ကျွန်တော်ရုံးသွားနေစဉ်တစ်ချိန်လုံးတိုက်ခန်းမှာအကူမိန်းကလေးတစ်ယောက်နဲ့ပြင်းရင်ညီးငွေးစွာကြံရစ်နေခဲ့သည်ဆိုတော့သူမမှာတွေးစရာကိစ္စများပြလိမ့်မည်ကျွန်တော်ထိုက်တင်သလောက်သဘောပေါက်ထားခဲ့ပါသည်သို့တော့ကျွန်တော်သိရသလောက်တော့ကျွန်တော်နဲ့သမီးစားသက်3နှစ်အိမ်အောင်သက်3နှစ်စုစုပေါင်း6နှစ်ကာလကြာမြင့်ခဲ့သည့်တိုင်အောင်ကျွန်တော်ဇနီးများသည်စိတ်ကူးရင်တက်ခဲ့သူမဟုတ်ပါတခါတော့ကညနေချမ်းအချိန်ကျွန်တော်ရုံးမအပြန်၌ကျွန်တော်တို့အခန်းဝရဏာသို့မော့ကြည့်လိုက်သောအခါမြကိုဝရဏာမှာရက်လျက်ရှိသည်ကိုမြင်ရသည်အရာရာကိုရိုးစင်းစွာတွေးတတ်သူမြ၏ကိုယ်စားမြ၏အတွေ့ကိုကျွန်တော်နားလည်လိုက်သည်မှာမြသည်ပြင်းရည်ညင်းငွေ့စွာပင်ခင်မွန်းတဲ့ကိုမျှော်နေခြင်းဖြစ်လိမ့်မည်ဟု၍သို့တော့ကျွန်တော်အထင်မှားခဲ့ပါသည်မြဘာလုပ်နေရလဲကိုနောက်ကြလို့လား15မိနစ်လောက်ပဲနောက်ကြတာပါမြရဲ့မဟုတ်ပါဘူးကိုရဲ့ကျမဟိုအတိမ်တွေကြည့်နေတာပါမြကြီးမသိနားမလဲစွာရိုးအောင်မှုကိုကျွန်တော်ရင်မောမိသည်လက်ပတ်ပါနဲ့သောမိမဆိုလျင်ခင်မွန်းသည်စိတ်ခံစားမှုနူးညံ့နှစ်သိမ့်အောင်ရေလိုက်ငါးလိုက်ရှော့ချကလင်ညာပေးမိပေလိမ့်မည်မြကတော့ဖြောင်းမှန်သည်ဟုပဲချီးကျူးရမှာလားမသိနားမလဲရန်ကောဟုအပြစ်ဆိုရမလားကျွန်တော်မတွေးတတ်ပါကျွန်တော်ဇနီးသည်တိမ်တွေကိုချစ်ရတော့စိတ်ကူးရင်တတ်သူမဟုတ်ကြောင်းကျွန်တော်သိနေ၍ပို၍ပင်နားမလည်နိုင်အောင်ဖြစ်ရပါသည်ထူထူလည်းဆက်လက်မမေးမြန်းမိပါတလောစီကတော့ကျွန်တော်ဇနီးသည်သူမရောက်ခဲ့သောသို့မဟုတ်နေထိုင်ခဲ့ဘူးသောတောမြို့ကလေးများကြောင့်စိတ်လိုလက်ရပြောပြနေခဲ့၏မြပြောပြသည့်မြို့ကလေးသည်လူဦးရေ4-5,000သာရှိသောမြို့သေးသေးလေးဖြစ်သည်ပတ်ဝန်းကျင်တွင်လေကွင်းများရှာခင်းများရှိသည်လူအများသည်စပားဆိုင်ခြင်းစံကြိတ်ခြင်းဝါဆိုင်ခြင်းပြောင်းပဲနှမ်းတို့ကိုစိုက်ပျိုးခြင်းဖြင့်အသက်မွေးကြသည်ဟောင်းနှမ်းသောပြင်အောင်ရင်ကြီးများသည်ရေနံကြီးဝါတုတ်ထားသဖြင့်မဲနက်တောက်ပစွာခိုင်ခန့်နေတိုက်ဆိုလျင်လေဒုရဲထူထဲသောအုံနီတိုက်အဟောင်းများဖြစ်၏ဈေးသည်နနက်ခင်းမှသာစီကားပြီး
နေ့လေညနေတို့တွင်ဈေးအောင်သူရောဝယ်သူရောမရှိသလောက်ပင်ဖြစ်သည်အိမ်မှာဈေးသည်တွေကအလေးမခိုးကိုရဲ့အားလုံးကကျမတို့သိနေကြတယ်အားလုံးကသူ့ထက်ငါအလေးမမှန်နဲ့ပို့ပို့တတချိန်မေးတတ်ကြတယ်သူတို့အပြုံတွေကနှစ်ပေါင်း10နှစ်15နှစ်ရင်းနှီးလာတဲ့အပြန်အလှန်မိတ်ဆွေတွေအပြုံးစစ်စစ်တွေလေမြို့တည်တည်လေးတွင်လူတိုင်းသည်မြကိုသိပြီးမြကလည်းလူတိုင်းကိုသိပေလိမ့်မည်ကျွန်တော်မြို့တော်ကြီးမှာနေထိုင်ရခြင်းအကြောင်းရင်းများစွာတွင်ဝင်ငွေကောင်းခြင်းဘဝရည်တည်မှုတိုးတက်ရန်နည်းလမ်းများပြခြင်းလူမှုရေးအစဉ်အတန်းမြင့်မားခြင်းတို့နှင့်အတူမိမိအားလူတွေကမသိခြင်းမိမိကလည်းလူတွေကိုမသိခြင်းဆိုသည့်အကြောင်းရင်းတစ်ခုလည်းပါဝင်မိမိကိုမသိသောလူများမိမိကမသိသောလူများကြတွင်ကျွန်တော်သည်ဘဝကိုလုံခြုံစွာလျှို့ဝှက်စွာထို့ပြင်ငဲ့ကွက်စရာမရှိစွာဖြောင်ဖြောင်တန်တန်နေနိုင်ခဲ့သည်ဟုကျွန်တော်ကျေနပ်ခဲ့၏ညနှင့်ကျွန်တော်သည်နှစ်သက်မှုတော်တော်များများတွင်စန့်ကျင်ဘက်ဖြစ်နေခဲ့သည်နောက်ပြီးညတို့မြို့မှာထောင်မရှိဘူးကိုရဲစခန်းတော့ရှိတယ်အချုပ်ခန်းတည်တည်လေးရှိတယ်ကျွန်တော်ရင်မိသည်အဲ့ဒါတခုတည်းများမရှိဘူးလို့ကြွားချင်တာလားများရဲ့ညတို့မြို့မှာမရှိပေမဲ့ညတို့စီကလူဆိုးလူကောက်တွေတခြားမြို့မှာရှိတဲ့ထောင်ပို့ပေးနေတာ哦မဟုတ်ဘူးအဲ့လိုဆိုလို့ကျွန်တော်မဟုတ်ပါဘူးညတို့မြို့မှာထောင်ကအရေးမကြီးဘူးအဲ့ဒါကိုပြောမလို့လူကြီး 4-5 ရှိသည့်မြို့မှာထောင်ဟာအရေးကြီးနေနေတော့ထိုမြို့သည်အမေရိကန်ရုပ်ရှင်ကားတွေရလို့ထူးဆန်းမြို့ကလေးသာဖြစ်လာတော့မှာပေါ့သို့တော့ကျွန်တော်ဘာမှမပြောပါမြားဘာပြောချင်တယ်လဲဆိုတာကိုကျွန်တော်သိဖို့မကြိုးစားမိခဲ့ပါကျမတို့မြို့မှာရေစက်ကနေရေဝေတာမဟုတ်ဘူးကိုမြေကြီးထဲကနေဓာတ်ရိုက်တူးရတာရေရင်းတွေအများကြီးရှိတယ်အဲ့တော့ရေဟာတန့်စင်နေတာပေါ့ဘာတန်ကြီးအနံ့မှမရှိဘူးလေကြီးနေတာပဲနောက်ပြီးညက်စင်မီမလာလို့မော်တာမလဲနိုင်တာမျိုးရေမတင်နိုင်မျိုးလည်းမရှိဘူးပေါ့ရေကိုတွင်းထဲကနေဘာနဲ့ခက်ယူလဲတွင်းကဘလောက်နဲ့လဲကျွန်တော်မြကိုစားနောက်ခြင်းစီဖြင့်ခက်တီတီမိခဲ့၏ကုန်းအနေမျိုးလိုက်လို့ပေါ့ကိုရဲ့တချို့တွင်းတွေကအတောင်20လောက်နဲ့တယ်တချို့နေရာတွေမှာ5-6တောင်နဲ့ရေထွက်တယ်လေရေကိုငင်ယူတော့ရေပုံးမှာကျိုးတက်ပြီးငင်ယူရတာပေါ့တချို့တွင်းတွေမှာဘီးတိုင်းတိုင်းဆိုင်အထက်မှာတန်းပစ်ပြီးဆက်တီချိတ်ထားလို့ရတဲ့နေရာလေးတွေရှိတယ်ကိုဆက်တီနဲ့ကိုရေပုံးကျိုးလျှော့ချပြီးငင်လို့ရတယ်တချို့တွင်းတွေကဆက်တီတိုင်းမပါဘူးဒီတော့ဒီတိုင်းပဲလက်နဲ့ငုံဆွဲငင်ယူရတာပဲဒီတော့မြလက်တွေနားနေမှာပေါ့ဘလောက်ပင်မလိုက်တဲ့ဘဝလဲနော်ကျွန်တော်ကတနာဂယုဏတက်ဟန်ဖြင့်မတိမတာစိုးဝါစွာမှတ်ချက်ချတော့မြကပြုံးနေအဲ့ဒါပြောစရာကောင်းပါတယ်အကိုရဲ့တကယ်လက်နာမခံနိုင်ဘူးငွေကြေးကလည်းတော်တော်တင်းတင်းရှိရဲဆိုရင်ကို့အိမ်မှာမော်တာနဲ့ဆုပ်ယူတဲ့အဝီစီတွင်းတွေတူးနိုင်တာပဲမြတို့မျိုးတွင်တစ်ပင်ကြီးများသည်ကြီးမား၏လူတယောက်လက်ဖြင့်ဖတ်၍မနိုင်အောင်အစမတန်ကြီးမားသောပင်စီများရှိကြသည်တစ်ရိပ်ဝါးရိပ်ဖြင့်မြို့သည်ငင်းချမ်းဤများလှ၏တစ်ဖက်မှာတောင်တန်းတစ်ဖက်မှာမြစ်ရာသီဥတုသည်နှစ်သက်စဖွယ်ရှိသည်ကျမတို့မြို့မှာဆောင်းဥကဆောင်းဥနဲ့တူအောင်အေးတယ်ကိုနွေဥတုမှာတော့တစ်ရွက်တွေတကယ်ကြွေကြတယ်တောင်တွေတကယ်လာတယ်လေးက6သွေးပြီးလက်ဆက်နေတာတစ်ပင်ရိပ်ကြောင်သာတိတ်မပူပဲအေးစိတ်နေတာ哦ရာသီ3မျိုးတွင်ထင်ရှားကွဲပြားစွာတွေ့မြင်ရသောသက်ဆိုင်ရာရှုခင်းများကိုကျွန်တော်ဇနီးကမှန်းဆမြင်အောင်သောမျက်လုံးများဖြင့်ပြောပြခဲ့ပါသည်ညဒီမှာနေရမပြောဘူးလား
ကျွန်တော်မြဟာစူးစိုက်စွာကြည့်ရင်မေးမိတော့မြကကျွန်တော်ကိုပြုံးရည်ကခေါင်းရံပြခဲ့။အိုးအဲ့လိုအဓိပ္ပာယ်နဲ့ပြောတာမဟုတ်ပါဘူးအကိုရဲ့။ယခုမှကျွန်တော်သတိထားမိသည်။မြသည်ဤနေရာမှာနေရတာပျော်ပါသည်ဟုတော့တခါမှမဖြေခဲ့ပါ။ကျွန်တော်မြကိုစိတ်နဲ့မတွေ့သည့်အခါစူပူကျိမ်းမောင်းမိသည့်အဖြစ်များကိုယခုအခါပြန်လည်စဉ်းစားပုံဖော်ကြည့်မိတော့မြ၏မျက်ရည်များတွင်နာကျည်းမှုများမပါဝင်ပါဘူးဟုစိတ်သက်သာရာရမိသည်ကျွန်တော်နှင့်မြကြောက်ကစားစကားများပြီးလျင်ကျွန်တော်ကသာဖြုံးကနေအလျှော့ပြီးထထွက်သွားရသည်ကြီးဖြစ်ပါသည်ဟုကိုလုံခြုံစွာဆင်ခြင်ပေးမိညနေမှာအိမ်သို့ပြန်ဝင်လေးရှိပြီးအိမ်သို့ရောက်သည့်အခါတိုင်းကျွန်တော်ဒေါသတွေကပြေးပြီးပြီမြကိုပုံမှန်အတိုင်းနူးညံ့ညင်သာစွာစကားပြောဖို့အစဉ်အသင့်စိတ်ထားမျိုးဖြင့်ကျွန်တော်အိမ်ပြန်လာလေးရှိပါသည်ဒီအတွက်ကျွန်တော်သည်ကိုသဘောထားကြီးမြင့်သောယောက်ျားအဖြစ်ကျေနပ်ဂုဏ်ယူလေးလည်းရှိပါသည်သို့သောယခုအချိန်ချမှာကျွန်တော်မှန်းဆပုံဖော်တွေးမိပြန်သည်မှာကျွန်တော်နှင့်စကားများရန်ဖြစ်ပြီးနောက်ကျွန်တော်အိမ်မှထွက်ခွာသောအချိန်တိုင်းမြသည်သူမ၏ဒေါသများနာကျည်းမှုများဝမ်းနည်းမှုများကိုဘလို့ဖြေဖြောက်လမ်းလွှဲယူလဲယောက်ျားနှင့်မျက်နှာချင်းဆိုင်ရန်တွေ့ဖြည့်ရှင်းခြင်းသည်သောသူမရင်ထဲမှစကားများကိုဘယ်မှတွန်ချ၍ကုံဆုံးစေခဲ့သလဲဒါတွေကိုကျွန်တော်မသိပါကျွန်တော်သိသည်မှာကျွန်တော်ဒေါသပြေပြီးအိမ်ပြန်ရောက်လာချိန်တွင်မြသည်ဝရဏာမှာထွက်၍မတ်တက်ရက်ပြီးကောင်းကင်သို့မော့ကြည့်နေတတ်၏ကောင်းကင်မှာတိမ်လိပ်တွေရှိခြင်းရှိမည်သို့မဟုတ်လာချမ်းကွေးကလေးရှိခြင်းရှိမည်သို့မဟုတ်လားပြေဝင်ရှိခြင်းရှိမည်သို့မဟုတ်ကျဲနေပါရှိခြင်းရှိမည်များဟုကျွန်တော်စတင်နှုတ်ဆက်သည့်အခါမြသည်ဘာမှနာကျင်မှုမရှိပကတိရှင်းလင်းသောမျက်နှာပြီးဖြင့်အကိုဟုမြင်သာစွာထူတတ်သည်ကျွန်တော်ကလက်နှစ်ဖက်ကိုကမ်းလျက်ပြုံးပြလိုက်သည့်အခါမြသည်ကျွန်တော်တို့နှစ်ဦးကြားဘာမှအတားအဆီးမရှိခဲ့ဘူးလေဟန်ဖြင့်ကျွန်တော်ရင်ဝင်ထဲသို့အလိုက်သင့်ဝင်ရောက်လာတတ်လေသည်အိမ်မှဆင်းချင်းလှေကားအချိုးကွေများမှာတွေ့ရနေရန်ကိုလက်သီးဖြင့်ထိုးလျက်ဒေါသကိုလမ်းကြောင်းလွှဲပစ်ခဲ့သောကျွန်တော်အဖြစ်ကိုမြမသိထို့အတူပင်ကျွန်တော်မရှိသည့်အချိန်ကာလအတွင်းမြ၏ဒေါသတို့ကိုဘယ်အရာဖြင့်လမ်းကြောင်းလွှဲပစ်ခဲ့ရသလဲဟုမြကိုကျွန်တော်မမေးခဲ့မိပါပထမပိုင်းကာလများစီကတော့မိမတယောက်၏ဒေါသကိုလမ်းကြောင်းလွှဲပေးစရာပစ္စည်းကိရိယာအစုံနဲ့မြို့ကြောင်ထဲမှာရှိသည်ဟုစိတ်ချထားခဲ့၏မြသည်ကြက်ဥများကိုပောက်ခွဲပြနိုင်သည်ဖန်ခွက်များကြွေပကံများကိုပောက်ခွဲပြနိုင်သည်သို့သောနောက်ပိုင်းမှာတော့ထို့သို့မဟုတ်မှန်ကျွန်တော်သိလာခဲ့သည်မြသည်ကျွန်တော်အပေါ်တက်ရောက်နေသည့်သူမ၏ဒေါသအတွက်ဘယ်အရာဖြင့်အစားထိုးပေးခဲ့သလဲဘယ်အရာပေါ်လမ်းလွှဲပေးရခဲ့သလဲကျွန်တော်မသိနိုင်တော့သည့်အချင်းအရာသာဖြစ်ပါသည်ဝရဏာမှာမျောကြည့်မော့ကြည့်တတ်သည်မြ၏အကျင့်ကိုကျွန်တော်အိမ်ပြန်ချိန်အားစောင့်မျှော်ရာမှရာသည့်အကျင့်ဟုပင်ကျွန်တော်ထင်ခဲ့သည်မြို့တော်ကြီးကိုမြစိတ်ကုန်လာသည်ကိုကျွန်တော်သိသောအခါမြ၏စိတ်အပြောင်းလဲအတွက်ခရီးထွက်ရန်ကျွန်တော်ကြိုတင်ကြံစည်ခဲ့ပြီးမြကိုအနီးကပ်အချိန်ရောက်မှဖွင့်ပြောခဲ့သည်